မော်ဆိုးကမြောက်ကိုတတ်တာတနတ်မတုံးကိုပိုင်လည်းမတုံးကိုအပေါ်ဖောက်ထားတဲ့အုံဒီခွန်လွတ်တစ်ခွေတုံးတယ်သူကအဲ့ဒီအုံဒီကိုတွတ်ပင်မှာချီထားတယ်အထက်မှာစန်တဆုပ်ထည့်ထားတယ်စန်တဆုပ်လိမ့်မယ်မြောက်ကအနံ့ရတော့ရောက်လာတယ်လက်နိုင်ဒီစန်ကိုစုပ်ခိုင်လိုက်တယ်အဲ့ဒီမှာသေးတွင်းစားပြီးအပေါက်ကလဝါတစ်ဖက်စာအံဝဲခွင့်ကြပဲဒါပေမဲ့စုပ်ထားတဲ့လက်တီးကိုတော့ဘလို့မှပြန်ထုတ်လို့မရဘူးအဲ့ဒီအချိန်မှာမော်ဆိုးကမြက်ခင်းထဲကနေဓာတ်တစ်ချောင်းကြိုက်ပြီးထွက်လာတယ်မြောက်ကအော်ဟစ်တယ်ယူသွက်နေတဲ့အတိုင်းအတင်းဆွဲတယ်အဲ့ဒီလေလာနဲ့အုံတီကိုအသက်ကုန်စူးစမ်းပြီးဆွဲတယ်ဓာတ်သွားကနီးကလာတာကိုကြောက်လန့်တကြားကြည့်နေတယ်ခြေတော်တွေနဲ့ရန်တန်းတန်းတယ်ဒါပေမဲ့အဲ့ဒီလက်ကစမ်းလို့စုပ်ထားတဲ့အဲ့ဒီလက်ကလုံးဝမလွတ်ဘူးလက်လွတ်လိုက်တာနဲ့အသက်ရှင်နေတာပဲဒါပေမဲ့အဲ့ဒီစန်တဆုပ်အတွက်သူကတေချင်းကိုရွေးချယ်လိုက်တယ်ဓာတ်ကကြာလာတယ်မြောက်ကတေသွားတယ်လက်ထဲမှာသွေးတွေပြီးနေတဲ့အဲ့ဒီစန်တဆုပ်ကိုတင်းတင်းဆုပ်ထားတော့မယ်ဒါကနမိပြတာမဟုတ်ဘူးဒါကစိတ်ပညာမှာအကြမ်းတမ်းဆုံးမကောင်းတဲ့နေရာမှာပဲမင်းမကျေနပ်လေလေဆုံးရှုံးရတာများလေလေပဲလောင်ကစားဝိုင်းမှာမျက်လုံးကြီးရဲ့နေရာရှုံးနေတဲ့လူကအစကတည်းကရှုံးသွားတဲ့ကြက်တထောင်ကိုပြန်ရဖို့အတွက်နောက်ဆုံးတော့ကားတွေအိမ်တွေပြီးတော့ဆယ်နှစ်စာဆူထောင်းထားတာတွေအကုန်ရှုံးသွားတယ်အဆုံးမတတ်နိုင်တဲ့အခြေအထဲမှာသူ့ရဲ့နှုတ်ပြတဲ့ဘဝကိုကုံဆုံးခဲ့တဲ့မိန်းကလေးက3နှစ်တာပေးဆက်ခဲ့ရတာကိုမကျေနပ်လို့နောက်ဆုံးတော့တသက်တာပျော်ရွှင်မှုကိုပေးဆက်လိုက်ရတယ်မြောက်ကိုတကယ်တတ်တာအုံသီးမဟုတ်ဘူးမို့ဆိုးလည်းမဟုတ်ဘူးသူ့လက်ထဲကအသက်နဲ့လဲပြီးမလွတ်ချင်တဲ့စံတစုံနေ